I'm going to fry the sweet corn. ဒီမှာ frozen ပြောင်းမှုလေးတွေလာတယ်။သူ့ကို microwave ထဲကို10 minutes လောက်ထည့်ပြီးတော့ blender ထဲကိုမချီတချီလေးချိန်လိုက်တယ်။ပြီးရင်အိုးထဲကိုစီထည့်တယ်။ဆန်နွှဲမှုန်ကလေးထည့်ပါတယ်။ I'm adding the turmeric powder and this is 1 chopped onion. ကြက်သွန်နီလေးတစ်လုံးလှီးထားတာထည့်ပါတယ်။ကြက်သွန်နီလေးတွေကြက်သွားပြီဆိုရင်အစောကမချီတချီလေးချိန်ထားတဲ့ပြောင်းမှုလေးတွေထည့်ပါတယ် This is blended microwaved corn ပြီးတော့အားလုံးကိုရောပြီးတော့မွေးပါတယ် Just adding salt ဆားလေးထည့်ပါတယ်ပြီးတော့ရေလေးနည်းနည်းထည့်ပါတယ် I'm also adding water ပြီးတော့ပြောင်းဘူးကိုရေခမ်းသည့်အထိတည်ထားရုံပါပဲပြောင်းမှုတည်ထားတော့မှထည့်ဖို့ပြောင်းဘူးမှုန့်နဲ့ရေနဲ့ဖြောပါမယ်ပြောင်းဘူးမှုန့်3စွန်းရေနည်းနည်းချင်းထည့်ပြီးတော့ကြီးနေအောင်ဖြောထားပါမယ် I'm preparing the cornstarch mixture I am using the 3 tablespoons of cornstarch and mix with water ရေခမ်းပြီဆိုရင်ပြောင်းမှုလေးတွေကိုချက်ပြီးလားလို့မြည်ကြည့်ပါတယ်ပြောင်းမှုချက်ပြီးဆိုရင်နည်းနည်းမင်းလေးထည့်ပါမယ် I'm adding coriander this is optional because I'm a big fan of it ပြီးတော့ရောမွေပြီးရင်အစောကဖြောထားတဲ့ပြောင်းဘူးရေလေးလောင်းချလိုက်ရုံပါပဲတယောက်နဲ့တယောက်ကတော့ကြိုက်ချင်းတူမှာမဟုတ်ဘူးဒီမှာကပြောင်းမှုအချိုထိုင်ဝမ်လိုမျိုးပြောင်းမှုတွေပဲရတယ်ကျွန်တော်ကရှမ်းပြောင်းတို့ကောင်းချင်းပြောင်းတို့ကိုကြိုက်တာစီစီလေးအဲ့တော့စီးအောင်ဒီပြောင်းမှုမုံကလေးနဲ့ကတ်နေအောင်ကြော်ပါတယ်သူ့ကိုကြော်အောက်ပိုင်းအိုးလေးတွေနည်းနည်းသူကစီလေးနည်းနည်းလေးအီရင်ပူစားကောင်းတယ်အဲ့တော့စီလေးနည်းနည်းထပ်ထည့်အောက်ပိုင်းလေးနည်းနည်းကတ်အောင်ကြော်အဲ့ဆိုရင်စီကတ်ကလေးနဲ့ဒူးနဲ့ကလေးနဲ့အရင်စားလို့ကောင်းပါတယ်ဒါတော့ဆိုချက်ပါပြီတခါလေသူ့ကိုထမင်းမပါဘဲနဲ့ဒီအတိုင်းလဲစားပါတယ် Hey, have a great day everyone. I'll see you next time. Bye bye.